ကျွန်တော်တို့တွေအသက်တစ်ခုတိုးသွားတိုင်းပြိုင်ဆိုင်မှုဖြစ်ချင်စိတ်ကပြောင်းသွားကြတယ်ဘာတွေပြောင်းသွားတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့တွေစေကျော်အသက်အရွယ်မှာဆိုလို့ရှိရင်ပညာတွေတင်ယူတယ်စူးစမ်းကြတယ်ပညာတွေပြန်ရတယ်ဒီနှစ်ဘာအစီရမလဲဘယ်စီလောက်ရမလဲပြန်ကြမှာပဲ20ကျော်တက်ရွယ်မှာဆိုလို့ရှိရင်ဘယ်တက်ကတူဘယ်ကြောင်းတက်ရမလဲဘာဘွဲယူရမလဲပြန်ကြတယ်စူးစမ်းကြတယ်တက်30ကျော်တက်30ကျော်တက်ရွယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့တွေကလေးတွေရလာကြပြီကိုယ့်ရဲ့သားသမီးတွေသူများသားသမီးတွေလို့မတူမှာကိုကြောက်တယ်ကိုယ့်ရဲ့သားသမီးတွေကိုဒုက္ခဖြစ်မှာကိုကြောက်တယ်အလုတ်ကြိုးစားတယ်ပြန်ကြတယ်အသက်40ကျော်သွားလို့ရှိရင်ဘာမှမပြန်တော့ဘူးစိတ်တွေပြောင်းသွားကြတယ်ကိုယ်ပဲပြောင်းသွားတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မှာကျမတို့မှာနှလုံးယောဂမရှိဘူးစီးကြိုမရှိဘူးသွေးတိုးမရှိဘူးလိုမျိုးလက်မထောင်နိုင်အောင်ကာကွယ်ပြီးတော့ပြန်ကြတယ်ဒီလိုမျိုးလက်မထောင်နိုင်အောင်ဒီလိုမျိုးကျမ်းမာရေးကောင်းဖို့အတွက်ကျွန်တော်တို့စူလျံကုမ္ပဏီကကိုယ်ပိုင်စက်ရုံဖြစ်ထုတ်လုပ်ထားတဲ့6နှစ်တက်တန်းကျင်စည်းမြစ်ကော်ဖီကိုရီးယားကျင်စည်းမြစ်ကော်ဖီကိုနေ့စဉ်ပုံမှန်တောက်ခြင်းအားဖြင့်လက်မအမြဲတမ်းထောင်နိုင်ရမယ်တက်ကြီးသွားဆိုလို့ရှိရင်ကျမတို့မှာသွေးတိုးယောဂစီးကျိုးယောဂနှလုံးယောဂလုံးဝမရှိဘူးဒီလိုမျိုးပြောနိုင်ဖို့အတွက်လက်မထောင်နိုင်ဖို့အတွက်ကျွန်တော်တို့6နှစ်တက်တန်းကိုရီးယားကျင်စင်းမြစ်ကော်ဖီကိုတောက်သုံးလိုက်ပါချစ်မိတ်ဆွေညီကိုမောင်နှမတို့ကျွန်တော်ပြောတာကိုလည်းမယုံပါနဲ့မိတ်ဆွေညီကိုမောင်နှမတွေကိုယ်တိုင်တောက်ကြည့်သုံးကြည့်ကျွန်တော်ပြောသလိုမျိုးမတက်တာဘူးမကောင်းလာဘူးဆိုလို့ရှိရင်အောင်နိုင်ငွေတစ်ကြက်တစ်ပြားမကြံအားလုံးငွေပြန်အမ်းပေးမှဖြစ်ပါတယ်ဒီလိုမျိုးအာမခံပြီးပြောရဲတာဘာကြောင့်ဒီလိုမျိုးအာမခံပြီးပြောရဲရတဲ့အကြောင်းရင်းကအခုဆိုလို့ရှိရင်ဒီကုမ္ပဏီဒီမလေးရှားနိုင်ငံပီနန်ကျိုးမှာကိုယ်ပိုင်စက်ရုံအခုရပ်တည်နေတာ35နှစ်ရှိခဲ့ပါပြီတကယ်လို့ဒီပစ္စည်းတွေမကောင်းဘူးဆိုလို့ရှိရင်ဒီအချိန်ထိဘယ်လိုမှရပ်တည်လို့မရဘူးတချို့သောသူတွေဆိုလို့ရှိရင်လူတော်မဖြစ်သေးဘူးမမွေးရသေးဘူးကျွန်တော်တို့ကုမ္ပဏီပေါ်ပေါက်နေပြီဒီလိုမျိုးစူလျံကုမ္ပဏီထုတ်ရုံစက်ရုံပေါ်ပေါက်နေပြီအခုချိန်ထိရပ်တည်နေတာသာဝရအထိရပ်တည်သွားမှာပဲဘာကြောင့်လဲပစ္စည်းပုံမှန်အရေးတွေးမိမာတဲ့အတွက်ကြောင့်မို့တောက်တုံးတဲ့သူတိုင်းကျမ်းမာရေးနဲ့ညီညွတ်စေတယ်ကျမ်းမာရေးနဲ့ညီညွတ်တဲ့အပြင်စီးပွားရေးတည်ဆောက်လို့လည်းရတယ်ကျွန်တော်တို့ရဲ့စူလျံကုမ္ပဏီထုတ်ကုန်ပစ္စည်းပြောင်းလဲသုံးစွဲရုံနဲ့နံပါတ်1ကျမ်းမာရေးနံပါတ်2ချမ်းသာရေးရမယ်သုံးကောင်းပြီးပြန်လေပြောပြရုံနဲ့အောင်မြင်နိုင်တဲ့စီးပွားရေးတစ်ခုဖြစ်တယ်မိတ်ဆွေညီကိုမောင်နှမတွေကျွန်တော်တို့တွေအသက်50အသက်60ပြည့်လာပြီးဆိုရင်ဘာလို့တဲ့စိတ်အေးချမ်းမှုငြိမ်းချမ်းမှုကိုပဲလိုကြတယ်လောဘတွေမောဟတွေရပ်တာလို့ရကြပြီမဟုတ်ဘူးလားဒါလူတိုင်းပဲအသက်ကြီးစားလို့ရှိရင်စိတ်ချမ်းမှုအရန်ကိုလိုတယ်တစ်ပင်စိုက်တမဝါဒနာပါရင်အိမ်မှာချမ်းမှာတစ်ပင်စိုက်မယ်ပန်းစိုက်ဝါဒနာတွေရှိခဲ့မယ်ဆိုလို့ရှိရင်အိမ်မှာပန်းလှလေးတွေစိုက်မယ်အားကစားလုပ်ဝါဒနာပါတဲ့လူဆိုလို့ရှိရင်အားကစားလုပ်ကြမယ်လိုမျိုးရပ်တည်နိုင်ဖို့အတွက်ကျွန်တော်တို့စူလျံကုမ္ပဏီကခဏကပြောသလိုပဲကိုယ်ပိုင်စက်ရုံတော့တခြားမှဝယ်ပြီးတော့တုံးထုပြီးတစိမ့်ထုပြီးရောင်းတာမဟုတ်ဘူးနော်ဒါကိုယ်ပိုင်စက်ရုံကိုယ်ပိုင်မြေခွက်ကိုယ်ပိုင်ခန်းမနဲ့တီဆောက်တာအခုဆိုလို့ရှိရပ်တည်နေတာ35နှစ်ရှိခဲ့ပါပြီဒါကြောင့်မို့ချင်းမိတ်ဆွေညီကိုမောင်နှမတွေကျွန်တော်တို့တွေ
အသက်ကြီးလာလို့ရှိရင်ပြိုင်ဆိုင်မှုတွေဖြစ်ချင်စိတ်တွေပြောင်းလဲသွားကြပြီကျွန်တော်တို့အသက်40ကျော်သွားလို့ရှိရင်ကိုယ့်ကိုယ်ပဲပြိုင်တော့မယ်ဘာပြိုင်မလဲကျမ်းမာရေးကောင်းတယ်ကျမ်းမာရေးကောက်ွယ်ပြီးတော့ကျမ်းမာရေးကောင်းဖို့အတွက်ပဲပြန်ကြတယ်ကျွန်တော်တို့မှကျမတို့မှအခုချိန်ထိသွေးတိုးယောဂစီးကြိုယောဂနှလုံးယောဂတွေဆက်စယောဂတွေမရှိဘူးအဲ့ဒီလိုမျိုးလက်မထောက်နိုင်အောင်ပြောဖို့လိုတယ်အဲ့ဒီတက်ရွယ်မှာဘာမှမလိုတော့ဘူးဒေါသတွေမောဟတွေလောဘတွေဘာမှမလိုတော့ဘူးစိတ်အေးချမ်းမှုခဏကပြောတယ်လို့ပဲစိတ်အေးချမ်းမှုငြိမ်းချမ်းမှုတာယာမှုမိသားစုပျော်ရွှင်မှုဘဝကိုပိုင်ဆိုင်ခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့စူလျံကုမ္ပဏီကကိုယ်ပိုင်စက်ရုပ်ဖြစ်ထုတ်လုပ်ထားတဲ့ဒီလိုမျိုးစီးပွားရေးကိုဝင်ရောက်တိဆောက်ကြပါချစ်မိတ်ဆွေညီကိုမောင်နှမတို့ကျွန်တော်ပြောတာကိုလေမိတ်ဆွေညီကိုမောင်နှမတို့ညီငယ်ညီမငယ်တွေလုံးဝမယုံနဲ့ကိုယ်တိုင်လောက်ကြည့်သူများပြောတိုင်းကိုသွားမယုံနဲ့တကယ်လောက်နေတဲ့သူတကယ်အောင်မြင်နေတဲ့သူတကယ်အရှိကိုရောက်သွားတဲ့သူတွေကိုမေးကြည့်ပါစူလျံမှာအတင်းဝင်ထားတဲ့လူတွေအများကြီးရှိတယ်တကယ်လောက်တဲ့လူကနဲတယ်တကယ်လောက်တဲ့သူကနေတယ်ဒါပေမဲ့ဘသူကမှအပြစ်ပြောလို့မဟုတ်ပါဘူးဒါသူ့ရဲ့ကိစ္စသူတို့ရဲ့လိုလားမှုသူတို့ရဲ့အတွေးခေါ်မှာပဲမူတည်တယ်ကျွန်တော်ဆိုလို့ရှိရင်ဘာကြောင့်စူလျံကိုနောက်မဆုတ်ပဲအရှိဆက်တိုးနေရတယ်လဲဆိုလို့ရှိရင်ကျွန်တော်စူလျံကိုဝင်ရောက်လာပြီးကလေးကကျွန်တော်ဘဝအတွက်အကောင်းဆုံးလက်ဆောင်တစ်ခုရခဲ့တယ်နံပါတ်1ကျမ်းမာရေးရတယ်ပစ္စည်းပြောင်းသုံးပြီးတော့နံပါတ်2ငွေရတယ်နံပါတ်3ဆရာသမားကောင်းနဲ့တွေ့ဆုံခွင့်ရတယ်မိတ်ဆွေကောင်းနဲ့ပေါင်းတင်ဆက်ဆံရေးရတယ်ပတ်ဝန်းကျင်ကောင်းနဲ့စုံတွေ့ရတယ်အဲ့ဒါကျွန်တော်ရဲ့ဘဝအတွက်အကောင်းဆုံးလက်ဆောင်တစ်ခုပဲချင်းမိတ်ဆွေညီကိုမောင်နှမတို့ကျွန်တော်ဆိုလို့ရှိရင်အရင်တော့ကျွန်တော်တိတ်တဲ့လူဆိုလို့ရှိရင်လူတိုင်းသိကြမှာပဲစူလျံနဲ့တွေ့ပြီးကလေးကစိတ်ဓာတ်တွေပြောင်းလဲလာတယ်ဆက်စရရပြောင်းလဲလာတယ်ပြောင်းလဲကိုကပြုတ်ပြင်မယ်ဆိုလို့ရှိရင်ပြောင်းလဲမှာပဲပြောင်းလဲမှရင်တိုးတက်မှာပဲဒါကြောင့်မို့ဆရာသမားတွေအများအားပြောတယ်ပြုတ်ပြင်ပြောင်းလဲတိုးတက်ဒါကြောင့်မို့ဒီချက်တွေကိုရဖို့အတွက်ကျွန်တော်တို့စူလျံမှာစီးပွားရေးမှာအခုဆိုလို့ရှိရင်ဒီစူလျံကုမ္ပဏီဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်28နှစ်ရပ်တည်နေထိုင်ခဲ့တယ်မလေးရှားနိုင်ငံစက်ရုံမှာဆိုလို့ရှိရင်35နှစ်ဒါအခုတကယ်လို့မိတ်ဆွေညီကိုမောင်နှမတို့ကျွန်တော်တို့တွေရေရှည်ဘဝအတွက်ခိုင်မာမှုရှိတဲ့ဘဝကိုလိုလားခြင်းနဲ့ဆိုလို့ရှိရင်ရေရှည်ခိုင်မာနေတဲ့ကုမ္ပဏီကိုရွေးချယ်ပါကုမ္ပဏီတွေအများကြီးထိုင်းနိုင်ငံမှာကျွန်တော်ဘယ်ကုမ္ပဏီပဲလို့ကျွန်တော်မဆိုလိုဘူးတနစ်ဖွင့်ပိတ်သွားရတဲ့ကုမ္ပဏီတွေလည်းရှိတယ်ဒီဘက်ဖွင့်နောက်ဘက်ပိတ်သွားတဲ့ကုမ္ပဏီတွေလည်းရှိတယ်အဲ့ဒါဘာကြောင့်လဲရွေးချယ်မှုပေါ်မှာမူတည်တယ်ဆရာသမားတွေအများအားပြောတယ်စူးစမ်းခြင်းတဲ့ရွေးချယ်ခြင်းကပို့ပြီးတော့ရေးကြီးတယ်ကျွန်တော်တို့ရွေးချယ်လို့မှားသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝအတွက်လည်းမှားရင်သွားမှာပဲတကယ်လို့ခိုင်မာနေတဲ့ကုမ္ပဏီအခုရေရှည်မှရပ်တည်နေနိုင်တဲ့ကုမ္ပဏီနဲ့ကျွန်တော်တို့လက်တွဲလုပ်ကင်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝအနာဂတ်အတွက်လည်းခိုင်မာမှုရှိတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒါမိတ်ဆွေညီကိုမောင်နှမတွေတိတဲ့အတိုင်းပဲကျွန်တော်ပြောမှတိတာမဟုတ်ပါဘူးဒါကြောင့်မို့ရွေးချယ်မှန်ကန်ဖို့လိုတယ်ရွေးချယ်မှန်ကန်မယ်ဆိုလို့ရှိရင်စအရာရာစင်ပြေတယ်ကျွန်တော်တို့ရဲ့အတွေးခေါ်ကျွန်တော်ဆိုလို့ရှိရင်အရင်တော့ကဆိုအတွေးခေါ်လဲစင်ရဲတယ်ငွေလဲစင်ရဲတယ်ပညာလဲစင်ရဲတယ်အခုကျွန်တော်စူလျံကုမ္ပဏီကိုရောက်လာပြီးကလေးကဆရာသမားကောင်းတွေနဲ့တွေ့ဆုံတင်ယူခွင့်ရတာကျွန်တော်အတွက်အရန်ကိုမှတန်ဖိုးရှိတဲ့စုလပ်ပဲကျွန်တော်ဒီစူလျံကပေးတဲ့ဘောနတ်စူလျံကပေးတဲ့ရလတ်ဘယ်လောက်များဘယ်လောက်နေကျွန်တော်အဲ့ဓာတွေကိုအတွေးထဲမှာခေါင်းထဲမှာမထည့်ဘူး
ကျွန်တော်ရဲ့အတွေးလေးခေါင်းထဲမှာကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီကောင်းတဲ့နေရာမှာ